ကပအမြန်ဆုံးဘောလုံးသမား9ယောက်ပါတတိထားနော်နံပါတ်1ကတော့ဘယ်သူမှတားလို့မရတဲ့အမြန်နှုန်းကိုရောက်တယ်ဗျနံပါတ်5ကတော့ Alphonso Davies ပါဘိုင်ယန်မြူနစ်ကကနေဒီယန်ကစားသမားကတော့လျှက်စစ်လိုပဲမြန်နေဗျာတနာရီကို38ကီလိုမီတာနဲ့ဆိုတော့သူ့ရဲ့ပြေးလွှားမှုတွေကတိုက်စစ်ရောခံစစ်မှာရောတားမရဘူးနော်သူစပြေးလိုက်တိုင်းမှာနှေးသွားဖို့မဖြစ်နိုင်တဲ့တာဘိုတစ်ခုကိုဖွင့်လိုက်တယ်လို့ပါပဲနံပါတ်4ကတော့ Vinicius Junior ပါ Real Madrid ရဲ့ Brazilian winger ကမြန်နာတင်ဖို့ပေါက်ကွဲအားလဲကောင်းတယ်ဗျာသူကတနာရီကို38.3ကီလိုမီတာရောက်ပြီးတော့ဒီအမြန်နှုန်းကိုလျှက်စီးလို့မြန်ဆန်တဲ့အစပြုမှုတွေနဲ့ပေါင်းစပ်ထားတာပါသူ့ရဲ့အစပြုအရှင်တင်မှုကခံစစ်တွေကိုဒေါသထွက်စေတယ်နံပါတ်3ကလာမင်းဂျာမာပါ FC ဘာစီလိုနာရဲ့အံပွဲကစားသမားလေးကအသက်18နှစ်ပဲရှိသေးတာကိုတနာရီ39ကီလိုမီတာတောင်ရောက်နေပြီဗျာသူ့ရဲ့ခွန်အားနဲ့လျှင်မြန်မှုပေါင်းစပ်မှုကသူ့ကိုတားမရအောင်လုပ်ထားတာပါဒီအသက်အရွယ်မှာသူ့လိုလိုင်းနေတဲ့ကိုဖောက်ထွက်နိုင်တဲ့အရေးချင်းမျိုးပြသနိုင်တာအရန်ရှားပါတယ်နော်နံပါတ်2ကတော့ Kylian Mbappe ပါဒီ fresh ကစားသမားကခံစစ်တွေကိုချုပ်ချစေတဲ့အလင်းတန်းတစ်ခုပါပဲသူ့ရဲ့အရှိန်တင်မှုကအသက်အန္တရာယ်ရှိပြီးတော့တရားဝင်ပွဲတွေမှာတနာရီကို39.1ကီလိုမီတာအထိရောက်ခဲ့ပူပါတယ်ဒါကသူဘာလို့ကပအနောက်ရှက်အပေးနိုင်ဆုံးကစားသမားတွေတဲကတယောက်ဖြစ်ရတာလဲဆိုတာရှင်းရှင်းလင်းလင်းပြနေတာပါပဲပြီးတော့နံပါတ်1ကတော့သူတို့အားလုံးထဲမှာအမြန်ဆုံးပါပဲခေတ်သစ်ဘောလုံးလောကမှာအမြန်နှုန်းကန့်သက်ချက်တွေကိုချိုးဖောက်နေတဲ့ကစားသမားတူပေါ့အမြန်နှုန်းကလည်းဖလားတွေကိုဆုံးဖြတ်နိုင်တယ်ဆိုတာသက်သေပြနေတဲ့လူသားလျှက်စီးတစ်စင်းပါပဲဒီအမြန်နှုန်းရဲ့ဖြစ်ရက်စမ်းကြယ်သူကဘယ်သူလို့ထင်ပါသလဲကွန်မန့်မှာဖတ်ကြည့်လိုက်ပါနော်